ယောတိမုဏ္ဏတတာသောစာจินနာစီတိတုတုချွချွချောယောတောဥဒီတုစီဝေဇေမျိုးမျိုးတွေမှာဘုရင်ကဆုံးဖြတ်ခံတဲ့တရားတွေချာလို့အမိလာမေတ္တာရည်တော်ယောဘဘေရောစာจิมကောင်းစွာအကျိုးများလို့ဂျိုးစားဂျိုးရိပ်ဂျိုးအိတ်ဂျိုးပြီးဂျိုးဒီဂျိုးပြင်းစင်းနေကြတာလေတော်အာကံတကြောက်စရာသိစရာစိတ်မှန်တော်နဲ့ချမ်းသာဝေရောရာဒုဒုကိစ္စလာပြီးဒေသတတ်ချောင်းချမ်းမြေရှိရတယ်ကြောင့်ဒီမှာအိစိန်ခေတာပြင်းနေတာဒီရှိတာမျိုးအရင်ဆိုရရရကောင်အာဒီတာဒီဤဤဤဤတာပြုတာပြီးတိဒီတိုင်းလာဘုံတော်မိသားစုအပေါင်းတွေတော့တရားနာပိဋကပေါင်းတော်ပေါင်းတွေကာနာနာအတွေ့အကြုံချမ်းမှုရှိတဲ့ဝိညာဉ်ဣတိဒုံဤမိတာလို့ဤဒုံဤမိတာစသည်ပေါင်းစုံကောင်းမွန်လို့ဆိုပြောရလို့ဒီဘုရားဓမ္မတာဝါလူမဝိနာဘုရားတရားဒါနာတော်ဤကိုရှိတဲ့မိတာအမှုတော်ကြောင့်၎င်းဣဒံလူဝိနာသာနာတော်ရှင်မြတ်လူရှိပါတဲ့ဒီရောက်တော်ရှိပါတဲ့တော့အမဝါစာတော်ဤကိုရှင်တော်မိတာအမှုတော်ကြောင့်၎င်းဝိနာတမင်လူနေကြီးကြည့်အောင်ဒီဘောပြုတွေးချောင်ပြည့်ပြည့်အန္တရာယ်မလာပြီးရမနာယောဂမနာဒီကဘက်ပင်ရှိမတင်တဲ့သူကင်းစင်ပြပြောင်းကြပါစေကုန်သတည်း